ရက်စစ်ကားတွေ drone တွေနဲ့စက်ရုပ်တွေရဲ့အနာဂတ်ကိုလုံးဝပြောင်းလဲပေးနိုင်မယ့်အရာကတင်းငယ်တဲ့တန်းလိုက်လေးတွေဖြစ်နေမယ်ဆိုရင်ရောအင်းတကယ်ကိုစိတ်ဝင်စားစရာပဲနော်ဟုတ်တယ်ဒီနေ့ကျွန်တော်တို့ရရှိထားတဲ့အချက်အလက်တွေအရတန်းလိုက်မော်တာနည်းပညာအသစ်တစ်ခုအကြောင်းအသေးစိတ်ဖွင့်နေတော့ကြရအောင်ကောင်းပါပြီရှင်ဒီထွန်းမွန်ကဘာလို့ဒီလားအရေးကြီးနေလဲဆိုတာကိုအားလုံးနားလည်လွယ်အောင်ဖော်ထုတ်ကြည့်ကြတာပေါ့ကဲဒါကိုတေချာလေးရှင်းကြအောင်လက်ရှိမော်တာဒီမှာသုံးနေတဲ့နီယိုတီမီယာလိုတန်းလိုက်တုံးတွေကတော်တော်လေးကိုပြဿနာရှိတယ်ဆိုဟုတ်တယ်ရှင်အထီးကတဘာဘာကုန်ကျန်းရဖို့ခက်ခဲတာရင်နော်ဘီတန်လိုက်ဆိုတာပုံမှန်အားဖြင့်အတုံးလိုက်အခဲလိုက်လာတာလေအဲ့ဒီတော့လိုချင်တဲ့ပုံစံရအောင်ဖြတ်တောက်ရတာပုံသွင်းရတာတကယ်ကိုခေါင်းခဲစရာပါဗျအမှန်ပဲအဲ့ဒီပြဿနာကို Advanced Magnet Lab ကနေ PMY ရဲ့ဆိုတဲ့နည်းပညာနဲ့ဖြည့်ရှင်းလိုက်တာတွေ့ရတယ်တန်းလိုက်မုံတွေကိုပြောင်းအပါလေးတွေတဲ့ထက်တေချာဖိစိတ်ဒီလက်စစ်တန်းလိုက်လိုင်းနဲ့အားသွင်းလိုက်တယ်ဆိုတဲ့သဘောလားဟုတ်တယ်ပြီးတော့အဲ့ဒါတွေကို 3D ပုံစံဖော်လိုက်တဲ့အခါ poly magnets တွေရလာတယ်ဆိုတော့တန်လိုက်ကို wire ကျိုးလို့မို့လိုချင်တဲ့ပုံစံကွေးညွတ်ပြီးဖန်တီးလို့ရသွားတာပေါ့ဝါတော်တော်မိုက်တာပဲဒါဆိုမင်းတို့ပြန်တစ်ခုတည်းမှာတင် knock net south body ကိုစိတ်ကြိုက်နေရာချထားလို့ရသွားပြီပေါ့ဒါပေါ့အရင်လိုတန်လိုက်တုံးမှာတစ်ဖက်က knock တစ်ဖက်က south ဆိုတဲ့ကန့်သက်ချက်လုံးဝမရှိတော့ဘူးဒါကြောင့်မလို့တန်လိုက်နှစ်ခုကိုအနီးကပ်ထားလိုက်ရင်လုံးဝမထီပဲကြားထဲမှာလေဟာနဲ့လေးတစ်ခုချားပြီး tractive beam လို့ဆွဲငင်လင်ရက်နေနိုင်တာပေါ့ဟုတ်တယ်ရုပ်ရှင်တွေထကအာကာသယန်တွေကိုဆွဲယူတဲ့အလင်းတန်းလိုမျိုးအလုံးလုံးသွားတာတကယ်ကိုအံ့သောစရာပဲဒီကြပြောရရင်ဒီလိုရှုပ်ထွေးလဲတန်လိုက်စက်ကွင်ပုံစံတွေကို software တွေသုံးပြီးဒီကြဖန်တီးနိုင်တာကတကယ်ကိုအချိုးအကွယ်တစ်ခုလို့ပြောရမယ်ဒီနည်းပညာနဲ့ဆိုရင် Hauberg array လို့စင်နီမျိုးကိုအလွဲတကူဖန်တီးလို့ရသွားပြီလေဒီပါအောင် Hauberg array ဆိုတာရေခဲဒေတာမှာကတ်တဲ့တန်းလိုက်လီးရဲ့တဘောကြမျိုးမဟုတ်လားအတိအကျပဲအပြင်ဘက်မှာတန်လိုက်သက်မရှိတော့လို့ဖြစ်နေပြီးကပ်မဲ့မျက်နှာပြင်ဘက်မှာကျတော့တန်လိုက်စက်ကွင်းကိုအာယံပြင်းအောင်စူးစီးပေးထားတဲ့စနစ်မျိုးပေါ့ဒီနေရာမှာစိတ်ဝင်စားစရာအကောင်းဆုံးကအရင်တုန်းကအဲ့ဒီလိုတန်လိုက်စက်ကွင်းတစ်ဖက်ထဲအားပြင်းဖို့အတွက်တန်လိုက်တုံးလေးတွေရချီပြီးတိတ်သေးချာချာထောင်ချိုးချာချာ CCD တွေသစင်ခဲ့ရတာပဲဟုတ်တယ်လေတန်လိုက်တွေကတစ်ခုနဲ့တစ်ခုအပြင်းအထန်တွန်းကန်နေကြတော့မော်တာလေတော့ခါကော်ဒီကွာကြပြီးအလွယ်တကူပစ္စည်းတော့တဲ့တယ်မော်တာကသူ့ကိုသူပြန်ဖြတ်စည်းနေတယ်လို့ဖြစ်နေတာပေါ့နော်ဒါပေမဲ့အခု PM wire နိပညာကြောင့်အဲ့ဒီလိုတလိုက်တုံးလေးတွေအများကြီးစီးနေကြမလို့တော့လို့အမှန်ပဲအဖိုင်စာတစ်ခုတည်းအနေနဲ့တစ်ဆက်ထိဖက်တဲ့ monolithic design ကိုပုံသွင်းလို့ရသွားပြီဆိုတော့ပိုခိုင်မာသွားတာပေါ့ဒီလိုတန်းလိုက်စက်ကွင်းကိုလိုချင်တယ်လို့ပုံဖော်နေတဲ့အတွက်မော်တာဒီမှာတန်စနိုး iron core တော့မလို့တော့ဘူးလို့ဖက်လိုက်ရတယ်နောက်ပြီးဆောင်းငင်မှုဆိုလား cogging ဒီရောချသွားမယ်ဆိုတဲ့အချက်ကတို့လေးအရေးကြီးတယ်ထင်တယ်ရှင်ပြောတာမှန်နဲ့ကလေးကစားစရာကားလေးတွေရဲ့ဘီကိုလက်နဲ့လှည့်ကြည့်တဲ့အခါတချစ်ချင်း CTD နဲ့လဲတဲ့ခန်းစားချက်မျိုးကိုမှတ်မိကြမယ်ထင်တယ်အဲ့ဒါကို cogging လို့ခေါ်တာပါ။အော်အဲ့ဒီဆောင်းငင်ထင်နေတဲ့သဘောတရားကိုဖျောက်ဖျက်လိုက်နိုင်တယ်ဆိုပါတော့ဟုတ်ပါတယ်။ဒါဆိုရင် level မှုကအလွန်ချုံးမွေ့ခါမှဖြစ်လို့ drone တွေလေယာဉ်တွေနဲ့လက်စစ်ကားတွေတို့ဆိုရင်တကယ့်ကိုပြည့်စုံတဲ့အခြေအနေဟဲ့ပေါ့။ဒီနေရာမှာထပ်ပြီးချိတ်ဆက်ကြည့်ရမယ့်အချက်ကကုန်ချမ်းကိစ္စပဲ။အရင်လိုတန်လိုက်စကွင်းအားကောင်းဖို့ရှားပါတဲ့ neodymium တွေကိုအားကိုးစရာမလိုတော့မို့လား။ဒါပေါ့ပိုပြီးပေါ်များတဲ့ manganese bismuth လို့ပစ္စည်းမျိုးတွေကိုအစားထိုးအတုံးပြလာနိုင်တယ်။ဆိုတော့လက်စစ်မော်တာထူလုံကြီးမှာကျုံတွေ့နေရတဲ့ရှားပါးသတ္တုပြဿနာကိုအတိုက်တာတစ်ခုအထိကျော်လွှားနိုင်သွားတော့ပေါ့။အမှန်ပါပဲနောက်ပြီးဒီနည်းပညာကကားတွေလေယာဉ်တွေလောက်မှတင်ရမနေဘူးနော်။ 3D နေရာလွတ်ထေကလှုပ်ရှားမှုတွေကိုပါပြောင်းလဲပြင်နိုင်တာတွေ့ရတယ်။ဘယ်လိုမျိုးလဲဗျ။Hauberg sphere လို့ခေါ်တဲ့စလုံးပုံတက်လိုက်တွေကိုပြောတာလား။ဟုတ်တယ်ရှင်။အရင်ကဆိုရင်ပညာလဲဖို့မော်တာတစ်လုံးအထက်အောက်လဲဖို့မော်တာတစ်လုံးအဲ့ဒီလိုမော်တာတွေကိုတစ်ခုပေါ်တစ်ခုထပ်ဆင်ခဲ့ရတယ်အခုတော့အဘက်ဘက်ကိုလွတ်လပ်လဲနိုင်မယ်စလုံးပုံမော်တာတွေပေါက်လောင်ပြီပေါ့ဒါပေါ့ဒါဆိုရင်စေရုပ်တွေရဲ့လှုပ်ရှားမှုကလူသားတွေရဲ့ပခုံးတို့တင်ပါအရှိတို့လိုတဘောဝကြအဘက်ဘက်ကိုလှုပ်ရှားနိုင်တော့မှာလေစေရုပ်တွေတောင်ကြီးလမ်းလျှောက်နေတဲ့ခေကွန်သွားနိုင်တယ်ဆိုတဲ့သဘောပေါ့လုံးဝကိုပြောင်းလဲသွားမှာပါအရင်ကမဖြစ်နိုင်ဘူးလို့ထင်ခဲ့တာတွေအခုလက်တွေ့ဖြစ်လာတော့မှာပါဒီတော့ခြုံပြောရရင်ဗျတန်နိုင်တီကိုအရင်ကလိုတောင်းတဲ့ပုံစံကွက်တွေထင်နဲ့ဆွဲထုတ်ပြီးလိုချင်တဲ့ပုံစံအတိုင်းလွတ်လပ်ဖန်တီးနိုင်လိုက်တယ်ဟုတ်တယ်အဲ့ဒါကလက်စစ်ဆက်ပစ္စည်းတွေရဲ့လှုပ်ရှားမှုပုံစံကိုအခြေခံကစပြီးလုံးဝကိုတော်လန်လိုက်တာပါပဲပြောင်းလဲမှုကတကယ်ကိုကြီးမားပါတယ်တကယ်လို့ဒီလိုမျိုးတဘာဝကြလူတယောက်လိုပဲချောမွေ့လှုပ်ရှားနိုင်တဲ့အစစ်မြစ်တွေနဲ့စရုပ်တွေတကယ်တမ်းပေါ်လာခဲ့မယ်ဆိုရင်
ဘာတွေဆက်ဖြစ်လာနိုင်မလဲဆိုတာတွေးကြည့်စေရပဲနော် ဟုတ်တယ်နေ့စဉ်ဘဝမှာလူသားတွေနဲ့ဆေးရုပ်တွေကြာကရုပ်ပိုင်းဆိုင်ရာလှုပ်ရှားမှုကွာခြားချက်တွေဟာဘလောက်ထူတော့မင်းမင်းပြောက်ကွယ်သွားနိုင်မလဲဆိုတာစဉ်းစားကြတာပါပဲ ဒါဟာတော်တော်လေးရင်ခွန်စရာကောင်းတယ်လို့ဆက်လက်တွေးတောစရာကောင်းတဲ့အနာဂတ်အလားအလာတစ်ခုပါပဲရှင် အားလုံးပဲဒီနေ့တော့ဒီလောက်ပါပဲနောက်တဲ့စိတ်ဝင်စားရအကြောင်းအရာတွေနဲ့ပြန်ဆောင်ကြတာပေါ့ဗျာ